အားလုံးပဲမင်္ဂလာပါဒီနေ့ကွယ်လွန်သူကိုဘိုအောင်ရည်စူး၍ကြံရည်သူညီကောင်မောင်နှမမှာဒီနေ့ညတနက်စာအလူငွေ2သိန်းလူထားပါတယ်လို့ကျမတို့ကိုလူပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခလေးတွေရောကိုစားရောကျမတို့ရေငွေသိန်းကိုအားလုံးပေါင်းကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်လို့ဒီမှာခလေးလည်းအခုဓမင်းစားနေတာဖြစ်ပါတယ်လို့တနက်စာလူပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်လောက်ကိုင်းနေတဲ့အဆင်ပြေပါစေကျန်ရည်သူညီကောင်မောင်နှမတွေလည်းကျမတို့လူပေးတဲ့အတွက်ကိုသူတို့မိသားစုတွေမှာလည်းပျော်ရွှင်ခြင်းတွေလည်းရပါစေကလေးတွေလည်းပျော်အခုထမင်းစားတယ်ပေါ့နော်ထမင်းစားတဲ့အခါမှာကလေးတွေဝမ်းသာတယ်ပျော်ရွှင်တယ်ပေါ့နော်ကလေးတွေလည်းကိုစားပေါ့နော်ဝမ်းသာတယ်လို့ညီကောင်မောင်နှမတွေလည်းဝမ်းသာပါစေလို့ဒီကနေပြီးတော့ဆုတောင်းကောင်းမှုပေးပါတယ်လို့ကလေးလည်းဒီမှာဆုတောင်းပေးမှာဖြစ်ပါတယ်လို့နောက်သမီးလည်းဆုတောင်းအခုလိုလူပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့အားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေလို့ဆုတောင်းမေတ္တာပို့ပါတယ်